အားလုံးပဲမင်္ဂလာပါရှင် Why Psychology ဆိုတဲ့ YouTube channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်မကတော့နံပါတ်မုံပါကျွန်မကအရင်ဘက်ကဗီဒီယိုလေးမှာ Sigmund Freud ရဲ့ 8 Ego and Super Ego ဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးမယ်ဆိုပြီးပြောခဲ့တဲ့အတိုင်းဒီတစ်ပတ်မှာတော့ဒီ Structure of Personality အကြောင်းလေးကိုအားလုံးကိုဝေမျှလိုက်ပါတယ် Structure of Personality အကြောင်းကိုပြောမယ်ဆိုရင်တော့ Structure of Personality အကြောင်းကိုလေ့လာပြီးတော့အလုံးကိုဝေမျှသွားခဲ့တဲ့ပညာရှင်ကတော့ Sigmund Freud ဖြစ်ပါတယ် Sigmund Freud ကဒီ Australia နိုင်ငံသားဖြစ်ပါတယ် Australia နိုင်ငံက University of Vienna ကနေ Doctor of Medicine ဘွဲ့ကို1881မှာသူရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့ Sigmund Freud က Australian neurologist and psychiatrist တယောက်ဖြစ်ပြီးတော့သူကိုဒီ Father of Psychoanalysis ပေါ့ Psychoanalysis ရဲ့ဖခင်ကြီးလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။သူရဲ့ဒီ psychology နဲ့ neurologist ပညာရှင်အနေနဲ့သူယက်တည်ခဲ့တဲ့ကာလတစ်လျှောက်မှာသူကဘာတွေကိုလေ့လာတွေ့ရှိခဲ့လဲဆိုတော့ talk therapy ဆိုတာဘာလဲဆိုတော့ license ရကျွမ်းကျင်တဲ့ပညာရှင် therapist ပေါ့နော်ကျွမ်းကျင်တဲ့ license ရ therapist or counselor တွေနဲ့ကိုယ့်ရဲ့ဒီစိတ်ခံစားချက်တွေကိုဖြစ်နေတဲ့အရာတွေအစင်မပြေမှုတွေကိုဒီ talk စကားပြောရင်းနဲ့ဒါကိုယ့်ရဲ့ဖြစ်နေတဲ့အရာတွေကို short ချပြီးကုစားတာကိုဒါ talk therapy လို့ခေါ်ပါတယ်ဒီ Sigmund Freud ကဒီ talk therapy ထဲမှာ free association and dream analysis ကိုလည်းသူကသေချာလေ့လာပြီးတော့အားလုံးကိုဝေမျှခဲ့တယ်ပြီးတော့ personality structure 8 ego and super ego အဲ့ဒါကတော့ဒီနေ့ကျွန်မအားလုံးကိုဝေမျှသွားမယ့်အရာလေးဖြစ်တယ်ပြီးတော့ defense mechanism psychosexual stages of development dream interpretation and audience complex ပေါ့ဒီအရာတွေကတော့ဒီ Sigmund Freud ကသူ့ရဲ့အဓိကဒါလေ့လာပြီးတော့အားလုံးကိုဝေမျှသွားတဲ့အကြောင်းအရာတွေဖြစ်တယ်အဲ့တော့ဒီနေ့အဲ့တော့ structure of personality ပေါ့နော်ဒီ Sigmund Freud က structure of personality ကိုပြောတဲ့အခါမှာသူကဒီ8ရဲ့ ego ရဲ့ super ego ရဲ့ပြီးတော့ conscious mind unconscious mind preconscious mind ပေါ့နော်အဲ့ဒါလေးတွေနဲ့သူကရှင်းပြခဲ့တယ်အဲ့တော့ဒီ 8ရဲ့ ego ရဲ့ super ego ရဲ့ကိုကျွန်မကဒီ iceberg လေးကိုသုံးပြီးတော့ရှင်းပြမယ်ပေါ့နော်ဒီပင်လယ်သမုဒ္ဒရာကြီးရဲ့အပေါ်မှာမြင်နေရတဲ့ iceberg ရေခဲအဆိုင်အခဲလေးရှိတယ်အဲ့ဒါကတော့အပေါ်မှာပေါ့နော်ကျွန်မ dotted line လေးတွေရဲ့အပေါ်မှာပြထားတယ်အဲ့ဒါကတော့pre-conscious mind နဲ့ conscious mind ပေါ့ဒီ pre-conscious mind ကတော့အလယ်လားမှာပေါ့နော်ဒီပင်ရေပြင်ရဲ့အပေါ်မှာရောရေပြင်ရဲ့အောက်မှာနည်းနည်းလေးရောပေါ့နော်ဒါပေမဲ့ तू ကအလယ်မှာရှိနေတာပေါ့အဲ့တော့ဒီပင်လယ်သမုဒ္ဒရာကြီးရဲ့အောက်မှာမြင်နေရတဲ့ဒီ iceberg အကြီးကြီးကရှိနေတဲ့ portion ကတော့သူ unconscious mind ပေါ့နော်အဲ့တော့ဒီ conscious mind ရဲ့ unconscious mind ရဲ့ preconscious mind ရဲ့ဘာကွာလဲဆိုတော့ conscious mind ကတော့ကျမတို့ရဲ့သိတဲ့စိတ်ပေါ့နော်ကျမတို့အခုကျမဆိုစကားပြောနေတယ်ပြီးရင်ဘာဖြစ်လဲကျမပြီးရင်ကျမဒီဘာတွေလောက်ရအောင်မလဲမနေ့ဖြန်မနေ့ထားရမယ်ကျမရဲ့အသိစိတ်အားလုံးပေါ့ကျမရဲ့ကိုသိနေတဲ့အသိစိတ်အားလုံးက conscious mind preconscious mind ကကြတော့ကျမတို့အရင်တုန်းကသိခဲ့တာထားပါတော့ကျမအခုချိန်မှာတော့ actively ကျမဒါဒီ information နဲ့ဒီ memories တွေကိုမစင်စားနေဘူးခေါင်းထဲမှာမတွေးနေဘူးဒါပေမဲ့လိုအပ်လာရင်ထုတ်သုံးတာဥပမာကျမဒီအခု presentation ဒီ slide လေးတွေလုပ်တယ် public speaking လုပ်မယ်ဆိုရင်ကျမကအတိတ်ကနေစပြီးပြန်သင်ယူစရာမလိုဘူးကျမအရင်တုန်းကသိခဲ့တဲ့အကြောင်းအရာလေးတွေကိုအခုချိန်မှာပြန်ပြီးအသုံးချသွားတာပေါ့နော် recall ပြန်ခေါ်လို့ရတာအဲ့ဒါကဘာလဲဆိုတော့ pre-conscious mind unconscious mind ကကြတော့ကျမတို့ရဲ့မသိစိတ်ကပေါ့နော်ကျမတို့ရဲ့လုံးဝမသိစိတ်ပေါ့ကိုတတိမထားမိတဲ့အစိတ်အပိုင်းပေါ့နော်အဲ့တော့အရင်ဆုံးဒီ it ကိုပြောမယ်ဆိုရင် तू က pleasure principles pleasure principles ဆိုတာဘာလဲဆိုတော့ immediate gratification ကိုချက်ချင်းဖြစ်လာတဲ့အရာprimary drive လို့လည်းပြောတယ်ပေါ့နော်ဥမာဘိုက်စားတာအစာစားခြင်းတာရေစားတာအိတ်ခြင်းတာ sex preservation ဒီအိတ်ကိုလိုခြင်းတာဒီပွဲကိုသွားခြင်းတာဒီလူနဲ့တွေ့ခြင်းတာနော်တထေးကြီးဖြစ်ခြင်းတာ
ဒါတွေပေါ့ဖြစ်ချင်တာ wants and desires ဖြစ်ချင်တာလိုချင်တာတွေက wants and desires တွေကကျမတို့ရဲ့ဒီ unconscious mind မသိစိတ်မှာဖြစ်နေတာတွေဖြစ်တယ်ပေါ့နော် it ပေါ့အဲ့ဒါကို it လို့ခေါ်တယ်ဒီ it ဒီလုံးလုံးလျားသူ့ရဲ့နေရာဒီ unconscious mind လုံးဝမသိစိတ်ထဲမှာပဲဖြစ်နေတာ it ပေါ့သူကတော့ once လွယ်ပြောမယ်ဆိုတော့ wants and desires ပေါ့လိုချင်တတ်မှတ်မှုတွေပေါ့နော်အဲ့တော့ ego ကကျတော့ reality principle ပေါ့အဲ့တော့ reality principle ဆိုဘာလဲဆိုတော့ social norms တွေ rules တွေ law တွေ social norm တွေကျမတို့တွေလူချင်းချင်းဆက်ဆံတဲ့အခါမှာလူစီလူကန်နဲ့ဆက်ဆံရမယ်လူတွေအများစုရှိနေတဲ့အခါမှာကျမတို့တွေဘာမလုပ်ရဘူးလဲဘယ်လိုမျိုးစကားမျိုးတွေမပြောရဘူးလဲလူအများစုနဲ့ဆက်ဆံတဲ့အခါမှာဒီကိုယ့်ရဲ့လိုက်နာရမယ်ဒီဟိုတွေပေါ့နော်လူမှုနီတိတွေပေါ့နော် social norm ဆိုတာလူမှုနီတိတွေပေါ့public area မှာဆိုရင်ကိုဘယ်လိုနေရမလဲဖုန်းတွေကို speaker နဲ့ဖွင့်ပြီးတော့မပြောရဘူးဟုတ်တယ်နော်ကုန်းတွေတွေမထွေးရဘူးလူအများဟိုမှာဈေးဝယ်တယ်ယထာစီးမယ်ဒါမှမဟုတ်လဲဘတ်ကားစီးမယ်ဆိုရင်တန်းစီရမယ်လူပြီးတော့မတက်ရဘူးဒါတွေဟာ social norms တွေဖြစ်တယ်ပြီးတော့ rules တွေကားတွေမောင်းတဲ့အခါမှာတနာရီမိုင်ဘလောက်ပဲမောင်းရမယ်တနာရီမိုင်ဘလောက်ထက်မကျော်ရဘူးအဲ့ဒီမိုင်အတွင်းမှာမောင်းရမယ်ဆိုတာကိုလိုက်နာတာဟုတ်တယ်နော်ပြီးရင်ဒီနေရာမှာဒီတကားကနေ public area မှာဆိုရင်ဒါကဝင်ခွင့်မပြုလို့ရေးထားရင်ကျမတို့မဝင်မှုဒါ rules တွေပေါ့သိရမလားကျမတို့ရဲ့ဒီစီမင်းစည်းကမ်းတွေပေါ့လေသိလားဟိုပြီးရင် law ဆိုတာဗာလဲဆိုပစ္စည်းမခိုးရဘူးရမဖြစ်ရဘူးပေါ့နော်law စီရက်တောက်ပြီးကားမောင်းလို့မရဘူးအဲ့တော့ရက်တောက်ပြီးကားမောင်းရင်ဘာဖြစ်မလဲticket တွေရမယ်ဒါတွေပေါ့ social norms တွေ rules တွေ law တွေအကုန်လုံးကိုကျမတို့သင်ယူလေ့လာပြီးတော့ကိုဒီသိနေတဲ့အရာဒါ ego ပေါ့နော်ဘယ်လိုမျိုးပဲအချိန်မှာဘာလုပ်ရမယ်ဘာမလုပ်ရဘူးဆိုတာကိုခွဲခြမ်းစိတ်ဖြာတဲ့အသိတရားရှိနေတာဒီဒါ ego ပေါ့ ego ဒီသူက pre-conscious mind နဲ့ conscious mind မှာရှိရဲအဲ့တော့ unconscious mind မှာနည်းနည်းလေးတော့ရှိရဒါပေမဲ့သူ့ရဲ့ 90% ဒီသူက pre-conscious mind နဲ့ conscious mind ပေါ့ဟိုဒါကတော့ 90% ဆိုတာကျွန်မဒါအလွယ်နားလဲအောင်ပြောတာပေါ့နော်ဟိုဘယ်သူမှတော့ percentage အတိအကျကိုပြောခဲ့ရတော့မဟုတ်ဘူးအဲ့တော့သူ့ရဲ့ portion အများစုဒီ pre-conscious mind နဲ့ conscious mind မှာအများဆုံးရှိနေတဲ့ ego อ่ะအဲ့တော့နောက်ဆုံးတစ်ခုကကျတော့ super ego ကဘာလဲဆိုတော့ moral principle ဆိုတာဘာလဲဆိုတော့သူကinternalized societal rules and parental values ကျမတို့ဘယ်လိုမွေးဖွားကြီးပြင်းလာလဲပေါ့နော်အဲ့တော့ကျမတို့မွေးဖွားကြီးပြင်းလာတဲ့ပုံမှာမူတည်ပြီးတော့မိသားစုတွေကဒီဟာတွေဆိုတော့လုပ်ရမယ်ဒီလိုမျိုးမလုပ်ရင်တော့ဟိုအပြစ်ပေးခံရမယ်ဆိုတော့ကျမတို့ကိုသူတို့ဒီကိုယ့်ရဲ့မိဘတွေကကိုယ့်ကိုပုံသွင်းခဲ့တဲ့အတိုင်းကိုဖြစ်ချင်နေတဲ့အရာပေါ့ ideal self ပေါ့နော်ကျမတို့ဖြစ်ချင်နေတဲ့အရာဒါက super ego ကျမတို့ကမိဘတွေကပြောတယ်သူများပစ္စည်းမခိုးရဘူးခိုးရင်ဘာဖြစ်လဲဒါမကောင်းဘူး punishment အပြစ်ပေးခံရမယ်ပြီးရင်ဘာဖြစ်လဲသူများနဲ့ခိုက်ရမဖြစ်ရဘူးရန်ဖြစ်ပြီးပြန်မလာနဲ့ရန်ဖြစ်လို့မရဘူးရန်ဖြစ်ရင်ဘာဖြစ်လဲအပြစ်ပေးခံရမယ်ကျမတို့ရဲ့ဒီကိုယ့်ရဲ့သင်ယူခဲ့တဲ့အရာတွေပေါ့ပြီးကိုဖြစ်ချင်တဲ့အရာတွေပေါ့ idea self ငါကတော့ဟိုတကယ်ကိုစီကံလိုက်နာတဲ့လူတယောက်ဖြစ်ချင်တယ်ကိုဖြစ်ချင်နေတာကိုပုံဖော်နေတဲ့အရာတွေကဒါ super ego ပေါ့အဲ့လိုမျိုးကိုကမလောက်ခဲ့နိုင်ဘူးဆိုရင်လေငါထားပါတော့တယောက်နဲ့ကိုရန်ဖြစ်ပြီးပြန်လာတယ်ဆိုရင်ငါအမေရောငါတို့ကိုစူးတော့မှာပဲငါအမေဖေကတော့ငါ့ကိုရိုက်တော့မှာပဲဆိုပြီးတော့အဲ့လို guilt ဖြစ်နေတာအပြစ်ရှိတယ်လို့တွေခံစားနေရတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကဒါ super ego ပေါ့အဲ့တော့ it ရဲ့ ego ရဲ့ super ego ရဲ့မှာဆိုရင် तू ကego က reality ပေါ့ဒီ super ego နဲ့ it ကိုဒါပြန်ထိန်ညှိပေးတာပေါ့နော်အဲ့ဆိုမပြောရမယ်ဆိုရင်တော့ကျမတို့ဒီကားမောင်းနေအဖေတယောက်ကသူဖခင်တယောက်ကကားနောက်ခံမှာသူ့ရဲ့ကလေးလေးတွေကိုဟိုပါလာတယ်ကားမောင်းနေအဲ့တော့ तू ကားမောင်းနေတဲ့အချိန်မှာဘေးကကားကသူ့ကိုကြော်တက်ပြီးတော့ပုတ်မလို့လှုပ်ပြီးတော့အမြန်ဝူးဆိုဆွဲချသွားတယ်ပေါ့နော်ဒါဘာမှတော့မဖြစ်လိုက်ဘူးဒါပေမဲ့ तू အဲ့အချိန်မှာ तू ဒေါသထောင်းကနေဖြစ်သွားတယ်ထောင်းကနေဖြစ်ပြီးအဲ့လူကိုអော်ပြီးလမ်းဆဲလိုက်ချင်တယ်အဲ့ဒါပါလဲဆိုတော့ it ကိုဒေါသထွက်ပြီးရုတ်တရက်အဲ့လူကိုလှုပ်လိုက်ချင်တာငါအဲ့ဒါ it ပေါ့နော်အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ ego ကမ
လုပ်ပါနဲ့တော်ပါပြီထားလိုက်ပါတော့ခဏနေသူနဲ့ငါရန်သွားဖြစ်နေရင်ဘာဖြစ်လဲငါသူနဲ့မလိုလားအပ်တဲ့ပြဿနာတွေရှင်းနေရအောင်ပဲဆိုပြီးတော့ ego ကထိန်းညှိပေးလိုက်တယ်အဲ့ချိန်မှာ super ego ကကြတော့ဘာဖြစ်ပြီးကြံခဲ့လဲဆိုတော့ငါပေါ့နော်ဒီလိုမျိုးသူ့ကိုဒါဆဲဆိုပြီးအဲ့ဒီလူနဲ့ခုနဘေးနာအနေကဖြတ်မောင်းသွားတဲ့လူနဲ့ဆဲဆိုပြီးရံများဖြစ်လိုက်တယ်ဆိုရင်ငါကလေးတွေရှေ့မှာငါစံပြဖခင်အနေနဲ့ဖြစ်တော့မှာမဟုတ်ဘူးသူတို့ရှေ့မှာငါဒီလိုအပြုတ်မှုကြမ်းကြမ်းတမ်းတမ်းနေလှုပ်လိုက်မိမှာနော်ဆိုပြီးတော့ကိုမှာ guilty ပေါ့နော် guilt ဖြစ်သွားတာရုတ်တရက်ထွက်လိုက်မိတဲ့ဒေါသလေးကိုက guilt ဖြစ်သွားတာကိုအပြစ်ရှိတယ်လို့ခံစားသွားရတာအဲ့ဒါက super ego ပေါ့နောက် example တစ်ခုဆိုရင်တော့ကျမတို့ပေါ့ကျမတို့လိုချင်တက်မဲ့မှုတွေပေါ့နော်ဗာလဲဆိုတော့အိတ်လိုချင်တယ်အိတ်အစ်စ်ပေါ်ရင်လိုချင်တယ်ထားပါတော့ကိုကကြည့်လိုက်တာဟာဒီအင်ဂျီလေးလာလိုက်တာငါရှိမှမရှိသေးဘူးလိုချင်လိုက်တာသိရမလားဟာဒါလေးလေးလိုချင်တယ်ဝယ်ရမလားမသိဘူးဟာဒီဖနက်လေးလေးလာလိုက်တာဝယ်ရမလားမသိဘူးဒီအိတ်ကလေးရဲ့ဒီအင်ဂျီရဲ့ဒီဖနက်လေးရဲ့ဆိုအရန်လိုက်ဖက်မှာပဲဆိုပြီးတော့လိုချင်တာပေါ့နော်ဝယ်ချင်တဲ့ချိတ်တွေချက်ချင်းဖြစ်ပြီးတော့ဝယ်တော့မယ်ဆိုပြီးတော့လှုပ်လိုက်တာပေါ့ဒါ it ပေါ့နော်အဲ့ချိန်မှာကိုက bank account ကို check လိုက်တယ်အဲ့ချိန်မှာဟုတ်ပြီဝယ်မယ်ဆိုတော့ပတ်စံဘယ်လောက်ရှိလဲပေါ့ကို bank account ကိုကြည့်လိုက်တော့ကြည့်လိုက်တဲ့ချိန်မှာဟဲငါလာကုန်ကြရင်အင်္ဂါက bill gas ဖိုးမီပိုဖုန်းဘေးပေါ့နော်ပြီး grocery တလစာဟာဒါတွေပေးရအောင်ပါပဲငါမဖြစ်သေးဘူးပေါ့နော်ကဲမဝယ်သေးပါဘူးလေဆိုပြီးထိန်းညှိပေးလိုက်တာက ego ကနေပြီးတော့ထိန်းညှိပေးလိုက်တာပေါ့ကဖြစ်လာတဲ့စန္ဒာကို ego ကနေထိန်းညှိပေးလိုက်တာအဲ့လိုထိန်းညှိပေးလိုက်တဲ့အချိန်မှာပဲ super ego ကဘာအတွေးဝင်သွားလဲဆိုတော့ငါဒါဒီလိုပတ်စံနေဖြုံးမှုတွေးနေတာငါရဲ့ပတ်ဝန်းကျင်မှာကြီးလိုက်ပါဦးငါရဲ့တချို့မိတ်ဆွေပေါင်းတင်နေတချို့မိသားစုတွေကိုသိတဲ့သူတွေရောမသိတဲ့သူတွေတော့ဒီသူတို့ရဲ့ဘဝရုန်းကန်ရေးအတွက်ကိုဘဝရှင်သန်ရေးအတွက်ကိုရုန်းကန်နေကြရတာငါကတော့ပတ်စံနေဖြုံးမှုစဉ်းစားနေတာငါကိုဒါကို guilty ဖြစ်သွားတာပေါ့နော်ကိုအပြစ်ရှိတယ်လို့ခံစားသွားရတာပေါ့အဲ့တော့အဲ့ဒါတွေကsuper ego ပေါ့ဒါပေမဲ့ ego ကပြန်ထိန်းပေးလိုက်တာတော်ပါသေးရဲ့ငါပေါ့နော်ငါရဲ့ bank account ကိုချက်လိုက်တော့ငါမဝယ်ပြစ်လိုက်ဘူးပေါ့နော် ego ကတော့ reality ပေါ့အဲ့တော့ဒါကတော့ Sigmund Freud ရဲ့ဒီကိုယ့်ရဲ့ personality ပေါ့ it ရဲ့ ego ရဲ့ super ego ရဲ့ပါနောက်တဲ့ video လေးမှာတော့ကျွန်မကဒီ it ရဲ့ ego ရဲ့ super ego ရဲ့နဲ့ဆက်ဆက်နေတဲ့ defense mechanism အကြောင်းလေးကိုကျွန်မက share တော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်